တာယာမင်းခင်မှာရွေးတဲ့နေနောင်ဖူနေဆိုတဲ့ကောင်လေးကထူးဆန်းတဲ့အိမ်မက်ကလေးနိုးထလာခဲ့ပါတယ်။သူကနိုးချင်းကြောင်နေခဲ့ပါတယ်။သူကသူ့ညီလေးကိုလမ်းမမအောင်စူးစမ်းနေသူဖြစ်ပြီးတော့ကောလိပ်ကျောင်းသားတူလည်းဖြစ်ပါတယ်။သူ့ရဲ့နေ့စဉ်တော့သူကစာကြည့်တိုက်ကိုနေတိုင်းသွားပြီးစာဖတ်နေကြပဲဖြစ်ပါတယ်။သူသွားလေရှိတဲ့စာကြည့်တိုက်ကတော့9 novel ဆိုတဲ့စာကြည့်တိုက်ပဲဖြစ်ပါတယ်။ဒီမှာလည်းသူကအရင်လိုစာကြည့်တိုက်သွားဖို့ပြင်ဆင်ခဲ့ပြီးတော့ထွက်လာခဲ့ပါတယ်။သူကစာကြည့်တဲ့ကိုရောက်ရှိပြီးထူးဆန်းတဲ့စာအုပ်တစ်အုပ်ကိုတွေ့ရှိကနှိုက်ယူခဲ့ပါတယ်။ထိုချိန်မှာပဲသူရဲကောင်းလေးဆိုတဲ့စာအုပ်ကိုသူကတွေ့ရှိပြီးတော့ဖတ်ရှုခဲ့ပါတယ်။သူရဲကောင်းလေးဆိုတာကတော့ဒါလှမ်းလေးဒိုင်းလိုပဲပြပါတယ်။သူကလူရဲကောင်းလေးကိုဖတ်ရှုပြီးဒိုင်းဆိုတာလက်နက်မဟုတ်ပဲကာဝယ်ဖို့ဆိုတာသိရှိခဲ့ရပါတယ်။သူရဲကောင်းဆိုတာမင်းသမီးနဲ့ဘရင်လေးကိုကာကွယ်ပေးရတာဖြစ်ပြီးသူရဲ့လုံမှာနှစ်မျောနေသူလည်းဖြစ်ပါတယ်။သူကစာအုပ်ကို2 ရက် 3 ရက်လောက်လှမ်းပြီးဖတ်ရှုလိုက်တဲ့အခါမှာဘာမှမရှိရဲ့ဗလာစာရွက်ယူသွေးရှိပြီးရဲ့နောက်ရွှေရောင်လွင်ကနေထွက်လာပြီးကြီးတိုက်တစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့ပါတယ်။ရွှေတိုက်နောက်ဖုံလေးလည်းလေပေါ်ထပြန်သွားပြီးတော့မျက်လုံးအပြူသားနဲ့ကြည့်နေခဲ့ပါတော့တယ်။ဒီချိန်မှာပဲထူးဆန်းတဲ့နေရာတစ်ခုကိုရောက်ရှိပြီးတော့သူ့ကိုလူတွေဝိုင်းကြည့်နေတာကိုခံနေရပါတယ်။ထိုလူတွေကလည်းသူတို့ရဲ့လှုပ်ဆောင်ချက်အောင်မြင်ပြီလို့ပြောပါတယ်။ရွှေတိုက်နောက်ဖုံလေးလည်းတစ်ခုမှနားမလဲပဲနေပြင်ပေါ်ထလာခဲ့ပါတယ်။သူကသူ့လက်ကိုကြည့်ပြီးတော့အံ့ဩနေခဲ့ပါတယ်။ဘယ်လိုလဲဆိုတော့သူ့ထဲမှာရှိနေတဲ့သူရဲ့ကောင်းလေးပေါ်ရဲ့ဒိုင်းကဖြစ်နေလို့ပဲဖြစ်ပါတယ်။ထူးဆန်းတဲ့လူတွေကနောင်ဖူနီတို့၄ယောက်ကိုသူရဲကောင်းတို့ဒီကွာကိုကူညီပေးပါဖို့ထပြောပါတော့အဲ့ချိန်မှာထူးဆန်းတဲ့လူတွေကလည်းနောင်ဖူတို့၄ယောက်ကိုလှုပ်တရက်ခေါင်းနေငုတ်ကြပါတော့အဲ့ချိန်မှာနောင်ဖူနီတို့၄ယောက်လည်းကြောင်သွားပြီးတကယ်ကြီးလားလို့ပြန်ဆိုပါတယ်သူတို့တွေကရှေးထုံးလုံးဒီတိုင်းတန်းသားကြီးလည်းသူရဲကောင်းနေဖြစ်တဲ့အတွင်းကိုစွန့်ခေါ်လိုက်ခြင်းဖြစ်ပါတယ်နောင်ဖူနီကလည်းသူ့အတွင်းနဲ့သူတလွဲတွေဖြစ်နေပါတော့တယ်သူတို့တွေကလည်းနောင်ဖူတို့၄ယောက်ကိုသူတို့ရဲ့ကဘာကြောင့်ရှင်းပြပါတော့တယ်အဲ့ချိန်မှာရုတ်တရက်ပြန်အောင်ကြီးနဲ့ခြာတိတယောက်ကငါကငင်းတယ်လို့ဆိုပါတယ်အသက်ကြီးနဲ့ခြားသိကလည်းထူးထူးတွေကိုထကြမ်းပါတော့တယ်အဲ့ချိန်မှာဓာတ်တူရဲကောင်းလာလေသူတို့ဟိုထပ်ဖြေးပါတယ်အသက်ကြီးနဲ့ခြားသိကကျုပ်တို့မိကုန်းတွေကိုကြည်ချစဉ်းစားပြီးမှဖြစ်တော့မင်းတို့အဖြေပေါ်မူတည်ပြီးတော့လူတွေဖြစ်သွားနိုင်တာမို့လို့ဆိုပါတယ်ထိုချိန်မှာနောက်ဘူးဒီကဒီကောင်းနဲ့အခုလက်ရှိအခြေအနေကိုတေချာမသိသေးဘဲနဲ့တော့စိတ်ထဲမှာပြောနေပြီလက်ကျွန်တော်တို့ပြည်နဲ့မိတ်ဆက်ပေးပါမယ်လာခဲ့ပါထူးထူးတွေကလည်းဟိုကောင်းမှလူချင်းနဲ့ရှိတဲ့ပြောပါလို့ဆိုပါတယ်နောက်ဖူဒီလိုလေးအောင်လေမတတ်တဲ့အဆောင်လက်ခံလိုက်ရပါတယ်ဒီလိုနဲ့နောက်ဖူနေတို့လေးအောင်လေဘင်းရှိရဲ့စီကိုလမ်းလျှောက်ထွက်လာခဲ့ကြနောက်ဖူဒီလိုလေးအောင်လေဘင်းရှိရအောင်လမ်းလျှောက်ထွက်လာခဲ့ကြပြီးစကားစမီပြောပြခဲ့ကြထိုအချိန်မှာနောက်ဖူနီကလေကအေးလိုက်တဲ့လေလေးပဲလို့ပြောပါတယ်တစ်ဖက်ကလေးတူရဲကောင်ကလေမင်းဘယ်မှမသွားဘူးလားလို့မေးပါတယ်နောက်ဖူနီလာရဲ့ရှက်ရှက်နဲ့ကျွန်တော်ကဘယ်မှမသွားဘူးပါဘူးလို့ပြန်ဖြေခဲ့ပါတယ်နောက်ဖူဒီလိုလေးရောက်ကိုထူးဆန်းနေအမျိုးသမီးတယောက်ကစောက်ကြည့်နေခဲ့ပါတယ်ထိုအချိန်မှာနောက်ဖူဒီလိုလေးအောင်လေဘင်းရှိတဲ့စီကိုရောက်ရှိလာခဲ့ကြပါတယ်ဘင်းကငါဟာမော်ယူတိုင်းမင်ကြီးရဲ့32ယောက်မြောက်ဘင်းရစတီမာဒီယိုပဲလို့ဆိုပါတယ်သူမင်းတို့နာမည်ကိုမိတ်ဆက်ပြရမယ့်ချိန်ပဲလို့ဘင်းရပြောသူရဲကောင်ကအလာကီယန်အသက်16ထထန်ကျောင်းသားသူရဲကောင်ကခီတာမာရဲမူဒီယာအသက်20နှစ်ကောလိပ်ကျောင်းသားလေးသူရဲကောင်ကခါဝါမီစတီအသက်19အထက်တန်းကျောင်းသားလို့ဆိုပါတယ်ဘင်းရရန်မိုဒီယာနဲ့စတီလီလို့ပြောပါတယ်အချိန်မှာနောက်ဖူဒီယာသူ့နာမည်မပါလို့ဘင်းကြီးကိုပြောပါတယ်လေးသူရဲကောင်ကဘင်းကြီးလို့မခေါ်ပါဘူးမလေးစားရကြတယ်လို့ပြောပါတယ်ဘင်းရမင်းကြီးလို့ခေါ်လဲရပါတယ်လို့ဆိုပါတယ်ဒီဝတ်တဒီနောင်ဖူနီအသက်20ကောလိပ်ကျောင်းသားလို့မိတ်ဆက်လိုက်ပါတယ်။ရင်းရန်ဒီနိုင်ငံမှာရှိရဖြစ်ပျက်နေတဲ့အကြောင်းအရာလေးကိုလုံးရှင်းပြလိုက်ပါတယ်။မဲဗီယိုတိုင်းပြည်မှာမစ်ရှင်နာလို့ခေါ်လဲအရာအလုံးကိုဖျက်ဆီးနေတဲ့လှိုင်းတွေရှိပါတယ်။လွန်ခဲ့တဲ့ရက်တွေတုန်းကလည်းမဲဗီယိုတိုင်းပြည်မှာမိစာလိုင်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။မိစာလိုင်းတွေကိုမတားနိုင်ဆိုရင်ကဘာကြီးကပြတ်တုံသွားမှာပဲဖြစ်ပါတယ်။မဲဗီယိုတိုင်းပြည်မှာရှေ့ရောက်နှကားတဲနိုင်ကြီးရှိပြီးနောက်လာမဲ့လှိုင်းတွေရဲ့ကြံရှင်ကိုသိနိုင်ပါတယ်။အကြီးမပြတ်စီခင်မှာငါတို့အချိန်မီတားရမယ်လို့ဘင်းရဆိုပါတယ်။ဒါကြောင့်ဘင်းရထူးဆန်းတဲ့လူတွေကိုခေါ်ပြီးမင်းတို့ကိုစင်ခုန်ခိုင်းလိုက်တာပဲဖြစ်ပါတယ်လို့ဆိုပါတယ်။သူရဲကောင်းတို့ကလည်းတန်းနိုင်ဆုံးရုံးနဲ့တိုက်ခိုက်ရမယ်လို့ပြောပါတယ်။ခုတော့မိတ်ဆွေလိုင်းတွေကိုအရင်အထက်နားလဲလာပြီးပြတဲ့ဘင်းရသူရဲကောင်းလေးယောက်ကိုခေါ်ပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။ဒါတော့ The Reason of She Hero Season 1 Episode 1လေးပဲဖြစ်ပါတယ်။ Episode 2ကိုနောက်နေ့မှတင်ပြတော့မှာဖြစ်တဲ့အတွက် Like Share စင်ပြလေးရှိရင် Comment နဲ့ Subscribe လေးလုပ်ပြီးဖို့မေ့ပါနဲ့ခင်ဗျာ။